တုံညာငါလို့ရွေးချယ်မယ်ပေါ့ဒါရွေးချယ်တဲ့တုံညာငါကိုဆောတယ်ဆိုတာထိတ်ဆုံးတည်ရမလို့ကျွန်တော်တို့ကဒီနေရာမှာကနန်းသုံးလုံးပဲရိုက်မှာသုံးလုံးပဲရိုက်မှာဆိုသူတုံညာငါလို့ထဲလို့ရှင်နောက်ကနန်းတစ်လုံးကကြိုက်တယ်လို့ဖွင့်လို့ရပြီနော်ကနန်းသုံးလုံးပဲထဲမယ်ဘေကနန်းဘဝင်ဖွင့်သွားလို့ရပြီကနန်းသုံးလုံးပဲချမယ်နော်နှစ်တက်ဆိုရင်ဒါတင်းနှစ်6ခုနေကနန်းထဲတာလို့8ဆို8 3လို့ဒါဆိုနှလုံးထဲပေါ့ရှင်းပြလည်းများပြီပေါ့ပြနော်လေးလုံးဆိုတာပေါက်ခဲတယ်ပေါ့နော်အဲ့တော့သူကတုံညာငါအနေနဲ့ကနန်းကိုစာခင်းထားမဲ့တစ်ခွက်ငါနေ6ခုမဲ့ကနန်းပုံမှန်လောက်တယ်နော်တစမီတစင်တော့တက်ပြလိုက်ပါလေသူက6ခုတယ်ကနန်းသူက2မျိုး3မျိုးတော့ရှိတယ်ဗျာ6ကပုံမှန်လောက်တယ်တဲ့ငါတင်မဟုတ်တဲ့ဒီနံပါတ်5နံပါတ်9နံပါတ်3นี่ဆောလာမယ်ဗျာ9ခွန်3นี่ဆောလာအဲ့9ခွန်3ကနေပြီးတော့ဒီနံပါတ်5ခွန်3ည8ဆောလာမယ်နံပါတ်ခွန်3 3 1ဆောလာမယ်နံပါတ်3ဆိုရင်ကနခွန်3ည6ဆောလာမယ်6 3ညခွန်ဒီ3ဆောမယ်1 3 3ဆိုတာဒီနံပါတ်ခွန်ဆောမယ်8 3ညခွန်ဒီ9ဆောမယ်အဲ့တော့ဒီ9ကခွန်3ည8ကိုလမ်းဆောတယ်ဆိုလို့ရှိရင်ဒီဖက်ကနံပါတ်1ကကျုံနေတယ်အဲ့ဒီ1က3ရှုပ်1ပါလို့ဒီကောင်ဒီဖက်ဆောတယ်ဒီ9နဲ့1ဆောတယ်ပုံပြုတ်ပြတယ်နော်နံပါတ်ခေါ်ဆောလာမယ်ဆိုလို့ရှိရင်လေဒါ331ဆိုရင်ကနန်းဆောလာတယ်331ဒီ1ကိုဆောဘွားနံပါတ်8ကကျိုးနေအဲ့8ကခွန်1ဆိုရင်ကနန်း8လို့ထည့်နံပါတ်3ခွန်3ည6ဆိုရင်ကနန်းကို3လို့နံပါတ်6ထည့်နံပါတ်4ကကျိုးနေတယ်6 8ဆိုရင်ကနန်း4လို့1ခွန်8လို့8 3တည့်အဲ့1 8 4ဆိုရင်ကနန်းဆောသွားနိုင်တယ်ပေါ့နော်အဲ့ဒါ9ခွန်3နဲ့1 8 4ဆောတဲ့နောက်6ရှိသေးတယ်ဗျအဲ့လောက်ပဲပြန်နော်နောက်6သူအဲ့လိုဆောနိုင်တယ်အဲ့နေရာမှာသူကကနန်းဘာကိုရိုက်နိုင်တယ်ဆိုလို့ရှိရင်ဒီ883ဆိုရင်ကနန်းတွဲဆောမယ်ဗျနော်စောစော184ဆောရင်883ပါလိုက်တွဲဆောအဲ့883ဆိုရင်ကနန်းသူကတွဲဆောမယ်ဆိုလို့ရှိရင်ပေါ့ဒီရှစ်ကြီးကိုကျွန်တော်တို့ဒီ383ညရိုက်မယ်ဒီရှစ်ကို33နေရိုက်မယ်ဒီနံပါတ်3ကို3ကိုသွားရိုက်မယ်ဒီ3လုံး3ကိုရိုက်မယ်3လုံး8ရိုက်မယ်ဒီ3လုံး8ရိုက်မယ်ဆိုရင်3ည6လို့သူကကနန်းတက်လာနိုင်တယ်နော်အဲဒီကနန်းကိုသွားပြီးနိုင်တယ်သူကဒီမှာသူ့ဖြေက3ခွန်ဒီမှာ4 6ရှိနေတယ်4 6ကလိုက်လာလို့ရှိရင်အဲဒီကောင်ပဲ3ည6ဆိုရင်ကနန်းလိုက်လာနိုင်တယ်နော်နံပါတ်1ရိုက်ချက်ကြတော့အဆက်မပြတ်ကြီးဖြစ်တည်တယ်ဗျနော်ခင်ဗျားတို့ရိုက်ချင်းတစ်ပါဆိုရင်ကျွန်တော်ပြောပြဒီကနန်းနှလုံးခွန်ရိုက်လာတယ်ဗျအဲဒီကနန်းနှလုံးခွန်ကဒီ3ညဒီ3ညခွန်ရိုက်လာတယ်ဗျဒီနှလုံးခွန်အဲ့မှာဆုံးထားတဲ့ထိပ်စီးကနေဒီနှလုံးခွန်ရိုက်လာတယ်ဒီကနန်းနှလုံးရှစ်အဲ့ရှစ်ဆုံးထားတဲ့နံပါတ်3ညနေဒီနှလုံးရှစ်ရိုက်လာတယ်ဒီနှလုံး4အဲ့နှလုံး4ကိုဒီထိပ်စီး3ကနေနောက်တကြီးကို4လို့လိုက်လာတယ်ဒီကနန်းနှလုံး1အဲ့နှလုံး1ကိုထိပ်စီး3ညနေနောက်တကြီးလိုက်လာမယ်နော်အဲ့ဒါဒီ1 3ညဆိုရင်ကန8 3ရိုက်1 3 4ဆိုရင်ကနခွန်ရိုက်8 3ညဆိုတာ3 5ရိုက်ခွန်3ညကိုခွန်3ညလို့ရိုက်မှာနောက်1ဒီတကြီးကိုရိုက်မယ်ဆိုရင်တော့ဒီကောင်ဒါလီတန်းစီရိုက်နေပြန်အဲ့ဒါဘာရိုက်လုံးပေါက်တိရိုက်တာခါလို့ဒီခွန်ကြီးကိုကောက်ထေးတာဒီ9နှစ်ဆိုရင်ကနန်းခွန်ကောက်ထေးတာအဲ့ခွန်ကောက်ထေးတယ်ကနန်းကဒီ3ညခွန်ဆိုတဲ့ကောင်ဒီ3ညခွန်ရိုက်ဖို့ဟာဒီ9နှစ်ဆိုရင်လုံးပေါက်ခွန်ကောက်ထေးတာဒီမှာခွန်တစ်ရှစ်အဲ့ခွန်တစ်ရှစ်ဆိုရင်ကနန်းလုံးပေါက်ကောက်ထေးတာအဲ့ရှစ်ဆိုဒီမှာ9 3ဆိုရင်ကနန်းရှစ်အဲ့ရှစ်က3ညရှစ်လမ်းရိုက်တာသူတဘာ3ရှစ်ဆိုရင်ကနန်း1အဲ့1ကလုံးပေါက်နံပါတ်1ကိုထေးတာဒီခွန်ဆိုတဲ့4ကိုထေးတာအဲ့4က3 4လို့ထေးတာအခုခွန်4ဆိုရင်ကနန်း1အဲ့ခွန်4ဆိုတဲ့လုံးပေါက်1ကိုထဲတယ်ဆိုတာဒီ381ဆိုရင်ကနန်း3ည1ကိုရိုက်တဲ့1ပဲဒါတော့ကြော်တက်မလားတိတိကျကျမလားတော့မသိဘူးဒါအဲ့1ကိုရိုက်မယ်ဆိုလို့ရှိရင်အတွင်းထဲပဲချအောင်မြန်တော့နံပါတ်4နဲ့ချအဲ့1ကိုရိုက်လို့ရှိရင် तू ကဘယ်လိုရိုက်မလဲဒါ3လုံးနဲ့ရိုက်မယ်ဒါ3လုံး1နဲ့ရိုက်မယ်ဒါ3လုံး3ညာနဲ့ရိုက်မယ်ဒါ3လုံး9နဲ့ရိုက်4ထည့်ရိုက်3လုံး9လို့3လုံး3ညာလို့3လုံး1 3လုံး2လို့နံပါတ်4နဲ့ထည့်ရိုက်နော်အဲ့ဒါ4နဲ့ထည့်ရိုက်အဲ့ဒါစောစော3ညာ9နေရာမှာ4တက်ဆိုရင်ကနန်းဒါဒီကောင်မကြားဒီကောင်ကြားဖို့ဗျာအစင်းတယ်လေးဒါလေကနန်းကပေါ်တော့မကြားလာသေးဘူးဆိုရင်ကိုလေမကြားလာသေးဘူးဆိုရင်ကြီးဖို့ဗျာ
ကျွန်တော်ညံများတော့ခါလို့ပြားမှလည်းအားနာလိမ့်မယ်ဒါပေမဲ့ကိုကဘေတလုံးကြိုက်တယ်ဆိုတော့ကိုကြည့်ပြီးချာနော်နံပါတ်ခေါ်လို့ဆောလာလို့ရှိနောက်ခေါ်ဒီကောင်လည်းအားဒီဟာကြီးပဲချာတော့ဒါပဲလိုက်ချဖို့နံပါတ်ခေါ်ချလာလို့ရှိဒီခေါ်ရိုက်တော့ပါဒီနေငါအဲ့ခေါ်ကသူကဘယ်ကနေချထိုင်လဲဆိုတော့တုံညာခွန်ပါတဲ့နော်ဒီနေငါဆိုတဲ့ခေါ်ဒီကနေရိုက်တယ်တုံညာခွန်ပါဒီခေါ်ပြန်ရိုက်တယ်တုံညာခေါ်938ပါတဲ့ဒီကောင်ပြန်ရိုက်တယ်93နှစ်ကြီးကို831ပါတဲ့ဒီ8ခေါ်ပြန်ရိုက်တယ်9ဆိုတဲ့ကန839ခေါ်9ပါတဲ့ဒီလိုရိုက်လာတဲ့ခေါ်နဲ့9ဆိုတဲ့ကနအဲ့ဒါကိုဒီ3လုံးခေါ်နေရိုက်လာတယ်3လုံးခေါ်ရိုက်လာ3လုံးနေရိုက်လာ3လုံး9ရိုက်လာဒီမှာနံပါတ်ခေါ်ဆိုတဲ့ကနရောက်ပြီအဲ့ဒါတော့ထိပ်စီးပိုင်းကနေဦးခေါ်မဟုတ်ဘူးလေဗျာရှစ်ကြီးကောက်တက်လာမယ်လေဗျာဒါကိုကခေါ်ရင်ရှစ်ကြီးကောက်တက်မယ်လေကဲရှစ်ကြီးကဘယ်လိုထွက်နိုင်လဲဆိုတော့ဒီ3-5ကိုကခေါ်လို့ဒီလို3လုံးစောင်းနဲ့ရိုက်လို့ရှိရင်ဒီနှလုံးခွန်ဖြစ်ကြတယ်6ခွန်ရှေ့ကိုတက်လို့ပြည့်ရိုက်3ရှေ့ဆိုရင်ကနတက်လို့ကြတယ်3ရှေ့ကိုတက်လို့ပြည့်ရိုက်3တက်လို့ကြတယ်3ခွန်3လို့ရိုက်2ရှေ့ဆိုရင်ကနရောက်လာတယ်အဲ့တော့ကိုကခွန်ရိုက်ရင်ရှေ့ရောက်မယ်ကနမျိုးက3-5ခွန်ထဲရင်3ခွန်ဆိုရင်ကနရောက်လာတယ်6ခွန်ရှေ့ကိုတက်လို့ထဲရင်3ရှေ့ဆိုရင်ကနရောက်လာတယ်3ရှေ့ကိုတက်လို့ထဲလို့ရင်3တက်ဆိုရင်ကနရောက်လာတယ်ခွန်3လို့ထဲနံပါတ်နဲ့နံပါတ်ရှုရောက်လာတယ်ကဲတင်ပြတော့မယ်နော်အဲ့တော့ဟို3ပရိကြီးရတော့ခွန်ကွင်းနေဆိုတော့ခါတို့ဒါလီဘောဗျာနော်ဟို3ပရိကအဲ့မှာခွန်နေရှစ်တင်နဲ့3ပရိကြီးကကိုလည်းလက်တဲမဆိုင်ရသေးဘူးညတော့အပင်ရတအားများလာတော့ဒီ3ကတော့ဒါ3လုံး6နဲ့ဒီနှလုံးခွန်နဲ့3ထဲဟောအကုန်လုံးထဲလာတယ်ဗျာဒီတက်ကြီးကတော့3လုံးရှင်နဲ့ဒီနှလုံး3တက်ထဲလာဒီနှစ်ကြီးကတော့3လုံးနဲ့3ညာနဲ့ထဲဒီနံပါတ်1ကတော့3လုံး3နဲ့ဒီလုံးရှစ်တက်ကြီးထဲဒီရှစ်ကြီးကတော့3လုံး5နဲ့3နဲ့ရှစ်ကြီးထဲနံပါတ်4ကတော့3လုံး1နဲ့ဒီနှလုံး3 4ထဲညမှာဒါရီကြတော့လေယူဤသွားဤလာတော့မဒီခါတို့ဒီတရက်2ရက်3ရက်4ရက်5ရက်ဖွင့်တာအပိချပြတာဒုတိယမိုင်ကန်3-5-3ည8ထဲတခွန်3ည8ထဲနှစ်3-3-8ထဲတခွန်3ည8ထဲ8နှစ်ကြီး8ထဲတာ9ရက်လုံးကိုထိပ်စည်းတည်ပြီးတော့ break ကြီးကိုကနန်းတကွက်ထဲအကုန်ပေးချကိုကလည်းမယူကိုကလည်းမယုံလို့ရှိရင်ကတော့ဒါ3လုံး8တယ်ဒီနံပါတ်3ရိုက်မယ်3လုံး6နဲ့ခွန်နဲ့3ညခွန်ကြီးထွက်တယ်တခွန်3ညကောက်8တယ်ဒုတိယပင်ဒီတကြီးရိုက်တယ်3လုံး8 3တက်တယ်3ည3တကွက်ထဲထဲတယ်နှစ်3 8ကောက်ရိုက်လိုက်တယ်ဒီနှစ်ကြီးရိုက်မယ်3လုံးနဲ့ဒီနှလုံး3ညနဲ့3ခွန်ကောက်ထွက်တယ်ဒီခွန်3ည8ကြီးရိုက်လိုက်တယ်တကြီးကိုရိုက်မယ်ဒါ3လုံး3ဒီနှလုံး8 3ည8တလုံးထဲထွက်တယ်ဒါရှစ်ကြီးပဲဆက်ရိုက်တယ်ဆိုရင်ရှစ်နဲ့ရှစ်ဆိုနှစ်ထိပ်စီးဒီနံပါတ်ရှစ်ကြီးရိုက်မယ်3လုံး9နဲ့ဒီနှလုံး3နဲ့ရှစ်နှစ်တကွက်ထဲတည်းပဲထွက်သွားတယ်ဒုတိ9ချိန်လို့3ညခွန်3ည3ခွန်3ညရှစ်နှစ်တကွက်ချင်းထွက်တယ်ထိပ်စီးကလည်းလာပေးတာဟုတ်သူအဲ့လိုမျိုးကတော့သူဟာနဲ့သူကတော့ဂွင်းကွမ်းတည်တော့ရှိသေးဒါပေမဲ့ကိုကလည်းပေါ့ပေါက်စီချင်းတော့ကျွန်တော်နေနေလေကနောင်ကြည့်ပြီးတော့ပြရချင်းတော့ဖြစ်တယ်အဲ့တော့ဟုတ်ပြီလေဒါကျွန်တော်ကြိုက်တာချမယ်အဲ့လိုချမယ်ငါရှိဒီ6ခုနေရတော့နေတကြီးတော့ပြန်မချောတော့ဘူးလေကိုနေနေတော့သုံးပကြီးကောက်ထွက်လာယူတလောက်ဆိုရင်တော့ရပြီပေါ့နော်ဒါလေးနေပဲစောမယ်ဒါ3ညနှလုံးစောမယ်ဒါ9 6စောမယ်ဒါကျွန်တော်ပြီးမဖြစ်လိုက်ဘူးပြသူအမှန်ဆိုရင်ဒါ3လုံးနဲ့ဒါ3လုံး5ဒါ3လုံး1ဒါ3လုံး6ဒါ3လုံး3ညဒါ3လုံးခေါ်ဒီလိုပဲဗျာ3လုံးနဲ့3လုံး1 3လုံး3ည3လုံး9နံပါတ်4ထဲဒါ5ထဲ6ထဲ9ထဲ10ထဲနော်4 5မကြိုက်လို့6ကြီးထွက်လာမလားတော့မသိဘူးအခါတော့4 5ကောက်ထိုးချင်းလား4 5ကောက်ထိုးတော့ညီကိုချင်းတော့ကြငါဆိုရင်6တက်မှာဒါ original ဒါမျိုးတေတေကြီးဆိုတော့လေအေးဘောစမ်းကြည့်ဖို့ပြန်တော့တကွက်တလီလို့ငါဆိုရင်6တက်မှာတော့တီးချတယ်သူကကနန်းတေဆိုတာကြီးက3ပင်နဲ့ပြန်သူကကနန်းမညီသူကမလိုက်လာတော့ဘူးကနန်းကွက်တီညီနေမှကနန်းလိုက်လာတာတခါကြသူတော့ဆုံနေလို့ဖြစ်တော့ကနန်းမညီသူကမလိုက်လာဘူးကနန်းကွက်တီကိုညီနေမှ
ကနအဲ့ကောင်ကွက်တီကိုညီနေမှာကနလိုက်တာဟောထိတ်စီးတုံညာလေတုံညာကောင်ငါးနဲ့ရိုက်ချင်းလာတော့မသိဘူးဗျအဲ့ကောင်တော့ကြိုက်တယ်ဗျတုံညာထေရကားတော့ဒီကိုနဲ့တကြီးရိုက်တယ်နှစ်ကြီးတော့ကြိုက်တယ်ဗျအဲ့ကောင်ဒီ633ကိုရိုက်တယ်ကနတော့ကြိုက်တယ်88ခွန်းကတော့တုံညာခွန်းတုံညာကိုရိုက်သွားတယ်ဒီ84တုံညာရတယ်တုံညာ8နှစ်ကောက်ရိုက်သွား34ခွန်း4ရတယ်ဒီကောင်3တုံညာကိုရိုက်မယ်ကနမျိုးကဘောနော်တင်းတော်မလားတော့နကွက်တော့ရိုက်ထားတယ်ဗျ96နဲ့အဲ့ကောင်အဲ့လောက်ကတော့ရိုက်လိုက်တယ်နော်ကဲခဏလေးကြာ post တင်ပေးလိုက်မယ်အဲ့တော့ဒီဟာမိမိအနေနဲ့ပေါ့နော်နည်းနည်းတွေးခေါ်ပြီးတော့ချားကြည့်ပေါ့နော်3ညာထိုးခြင်းလဲထိုးဖို့ပြန်နော်ဒါပေမဲ့ကနန်းတော့သူဒီနေ့ကတော့ကနန်းတော့ပြီးထွဲမှာပဲသူထွဲခြင်းတယ်ကနန်းထွဲပဲအဲဒီကနန်းထွဲပြီးမှသာလေအောက်မှာဘေကနန်းနေထွဲမယ်ဆိုတော့ကျွန်တော်စီစဉ်ပြီးတော့လောက်သွားမှတော့ဖြစ်တယ်အခုသူဘေကနန်းစားရိုက်မယ်ဆိုတော့မတည်ဘူးနော်အဲ့တော့သူထွက်လာပြီးမှသာကိုကဒါသူနောက်လိုက်ဆောရမှာဟုတ်ကိုကအရင်ဆောလို့မရဘူးလေကိုကအရင်ဆောခြင်းကတော့ခွန်ထိပ်တွေပါလေချပြမှာပေါ့3လုံး8ထဲတယ်3လုံး8ထဲတယ်3လုံး3ညာကောက်ထဲတယ်3လုံး8ထဲတယ်3လုံး8ထဲတယ်3လုံး3ညာကောက်ထဲတယ်3လုံး8ထဲတယ်3လုံး8ထဲတယ်3လုံး3ညာကောက်ထဲနံပါတ်ခွန်ဆိုလေကနရောက်လာတယ်အဲ့မှာခွန်ကြီးရောက်တယ်ဒါပေမဲ့ခွန်နောက်ပဲဆိုရင်ကောင်းမလားလို့ဆိုတော့အဲ့လိုမှမဟုတ်ဒီကောက်ချလိုက်ဘာမှမတတ်နိုင်ဒီ6 3လုံး6ဒီ3ညာ3လုံး3ညာဒီ3ညာ3လုံး3ညာဒီ3လုံး3ညာပဲရောက်နေလို့ဒီလိုလားကောက်3ညာမယ်ဆိုတော့မသိဘူးဗျာဆိုခွန်ရတော့ကနအနေထား6ကြီးချတာ6ကြီးချတာနော်အဲ့6ဆိုလေကနဒီ3လုံး6ကိုချတာဒီ3လုံး6ကိုချတာဒီ3ရိုက်တယ်ဆိုတာစောစောကပြောဒီ3လုံးနဲ့ကောက်ရိုက်တာအဲ့ဒီ633ဆိုလေကနရိုက်တာအဲ့6 3လုံး6ချပြီးဒီ3ညာခွန်3 3ညာကိုချတာခွန်3 3ညာဆိုလေကနချတာဒီ3ညာရ88ခွန်ဆိုအဲ့3ညာခွန်3ညာကိုလမ်းဆော်တာဒီနံပါတ်3ညာ8 3ညာနဲ့ဆိုလေကနရိုက်တာ8 3ညာနဲ့ရိုက်ဒီနေ့ရိုက်တယ်ဆိုတာဒီ3လုံး3ညာရိုက်တာ84နော်စောစော633နဲ့ဒါ3လုံးခွန်ဒီ3ညာ8နဲ့ဆိုလေ3ညာကိုရိုက်တာ84อ่ะအဲ့ဒါ6ကို3လုံး6ထဲတယ်3ညာထဲလာတယ်ဒီ3ညာ8 3ညာနဲ့ဒီနံပါတ်3 1နဲ့3ညာလို့ထဲလာတာနံပါတ်3ညာ3လုံး3လို့ထဲလာတာဒီ3ညာရိုက်တာဒီ3လုံး4အဲ့လေးက330ဆိုလေကနဒီကောင်းအဲ့လိုမျိုးနဲ့ကနန်းတိုက်တဲ့နံပါတ်ဆွာခြင်းဖြစ်တယ်ကဲရပြီ okay thank you ဒီနေ့ကတော့အဲ့လောက်တော့ရှင်းပြတယ်3ညာမဟုတ်တော့3ညာပဲပေါ့ကွာနော်နည်းနည်းတော့ကနန်းတအားတိုက်အောင်တော့ဆောပြချင်းတယ်ပေါ့လေဒါပေမဲ့ကနန်းကတခါလဲလွယ်လေးပေါ့လေတခါလဲရလဲယွန်းပြအောင်ဘလူရှာမှတော့မတည်ဘူးနော်အဲ့လိုလဲရှိတယ်ပေါ့နော်ကနန်းသူကိုင်ဓာတ်ရိုက်ထဲမှာဒီနံပါတ်ကကျွန်တော်ဖြစ်နိုင်တယ်နော်ကဲ okay နော်တုံညာထိပ်စီးလည်းရှင်းပြတယ်ကခေါ်နောက်ပိတ်ရှင်းနောက်ပိတ်လည်းရှင်းပြတယ်9-6လည်းရှင်းပြတယ်ပေါ့လေအဲ့တော့ကျွန်တော်လည်းတတ်နိုင်လို့ရွေးချယ်ပြီးတော့လေကျွန်တော်တင်ပေးလိုက်မယ်နော်အားလုံးပေါက်ကြပါစေ